ဖေကျိုးစုအတွင်းမှာရှိတဲ့စလုံတိုင်းရင်းသားတွေရဲ့လူနေမှုဘဝပုံစံတွေပါဝင်မဲ့ဒီပအမည်ရှိတဲ့ရုပ်ရှင်ဇာတ်ကားကိုတနင်္သာရီတိုင်းဒေသကြီးအတွင်းကအမှုပညာဝါသနာပါတဲ့မျိုးဆက်သစ်တွေစုပေါင်းပုံဖော်ရိုက်ကူးသွားမယ်လို့သိရပါတယ်။ဒီပရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက်တနင်္သာရီတိုင်းဒေသကြီးအတွင်းကလူငယ်ဒါရိုက်တာလူငယ်ဇာတ်ညွှန်းရေးဆရာတွေကအစီအစဉ်ဆောင်ရွက်နေပြီဖြစ်ပြီးတရုတ်ဆောင်တွေကိုလည်းဗိတ်ဒဝဲနဲ့ကော့တောင်းခရိုင်အတွင်းကအမှုပညာဝါသနာပါတဲ့လူငယ်မျိုးဆက်သစ်တွေကိုလိုက်လံရွေးချယ်နေရလို့သိရပါတယ်။အဲဒီဇာတ်ကားမှာတနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ဒဝဲစကားဗိတ်စကားကော့တောင်းနဲ့စလုံတိုင်းရင်းသားတွေရဲ့ဘာသာစကားတွေကိုတွေ့မြင်နိုင်မှာဖြစ်တယ်လို့ဗိတ်ကျိုးစုအတွင်းမှာရှိတဲ့စလုံတိုင်းရင်းသားတွေနေထိုင်တဲ့ကျွန်းအလှအပတွေကိုလည်းခန်းစားနိုင်အောင်ရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒီကထင်းတို့တွေရတယ်။မင်းမရပဲ။ဒီကြောက်ဆုံးတော့ဒီရလေအလေဒီဇာတ်ကားကို၎င်းရဲ့ကြော်ကြားမှုအတွက်ရိုက်ချင်တာမဟုတ်ဘဲတနင်္သာရီတိုင်းအတွင်းကမျိုးဆက်သစ်လူငယ်တွေကိုဖော်ထုတ်ခြင်းတဲ့ဆန္ဒနဲ့ဗိတ်ဒဝဲကော့တောင်း၃နေရာကလူမျိုးတွေစကားတွေကိုပေါ်လွင်စေခြင်းတဲ့အတွက်ရိုက်ကူးတာဖြစ်တယ်လို့ဒီပရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးမဲ့ဒါရိုက်တာကျော်ပို့ပို့သားကပြောပါရယ်ဒီဘရုပ်ရှင်ဇာတ်ကားကိုကြတော့ကျွန်တော်ဇလန်ဖရိတ်ချတာတော့တနေ့တော်လောက်ရှိပြီပေါ့နော်ဟိုဒီဇာတ်ကားကိုဒီ celebrity အနေနဲ့ကျွန်တော်မရိုက်ချင်ဘူးဟိုဒီရိုက်ခွင်းတည်ထားတဲ့နေရာကြတော့ဒီတနေ့တိုင်းဖက်ကြတော့ဟို location ကဒီဘက်မှာတည်တာတော့ဒီကတနေ့တိုင်းကနေပြီးတော့မျိုးဆက်တဲ့သရုပ်ဆောင်တွေကိုဖော်ထုတ်ခြင်းတဲ့စံတာတစ်ခုပေါ့နော်အဲဇလန်နဲ့ဟိုကိုက်ညီမဲ့သရုပ်ဆောင်တွေရွေးမယ်ဒီဇလန်နဲ့ဟို live fan မဲ့ location တွေရွေးမယ်ပေါ့နော်အဲ့အချိန်မှာတနေ့တိုင်းတွေ့တာပေါ့တနင်္သာရီတိုင်းတွေ့တဲ့အချိန်မှာတနင်္သာရီတိုင်းရဲ့ဒေသမှာရှိတဲ့ဗိတ်ဒဝဲကော့တောင်းအဲဒီ၃နေရာမှာပါတဲ့လူမျိုးတွေရဲ့ဒီစကားပေါ့နော်အဓိကအဲဒီစကားကိုပေါ်လွင်စေခြင်းတဲ့အတွက်ကျွန်တော်ဒီဇာတ်ကားကိုစပြီးတော့တက်ဖြစ်တာပါ။ဒါ့အပြင်ဒီဇာတ်ကားမှာဗုဒ္ဓဘာသာကိုရည်ရွယ်ပြီးဘာသာတရားပြောင်းနေတဲ့စလုံတွေရဲ့အရိုင်းကိုအရင်ဖြစ်အောင်ဗုဒ္ဓဘာသာဆိုတဲ့ဓမ္မစာပေတစ်ခုနဲ့စီယုံသွားတဲ့ဗုဒ္ဓစာပေရဲ့စွမ်းအားကိုဒီဇာတ်ကားမှာအတော်များများပြသသွားမယ်လို့လည်းဒါရိုက်တာကျော်ပို့ပို့သားကပြောပါရယ်ဒီတိုင်းမှာရှိတဲ့ဒီလူမျိုးလေးတွေဘာသာစကားလေးနောက်ပြီးတော့ဒီဆက်လိုတွေရဲ့ဗုဒ္ဓဘာသာတစ်ခုပေါ့ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့စွမ်းအားဒီဓမ္မစာပေစွမ်းအားဒီဘယ်လောက်ထိကျယ်ပြလဲဘယ်လောက်ထိကျွန်တော်တို့ဩဇာအာဏာကြီးမားလဲဆိုတာကိုကျွန်တော်ဒီကားမှာပြသခွင့်ရရင်ကျွန်တော်ချိန်တတ်တယ်ဒီစလုံဇာကားကိုကြတော့ဒီအခုကလောလောဆယ်ကြတော့ကျွန်တော်ဟိုပါပေါ့ဂျလန်ရမှာပေါ့နော်ဂျလန်ဆရာတော်နဲ့ကျွန်တော်တွေ့ဆုံပြီးပါပြီအဲ့တော့ဒီလောလောဆယ်စလုံနဲ့ပတ်သက်လာရင်တော့ဂျလန်ကနေပြီးတော့ဥတည်ပြီးတော့စပြီးတော့တာထွက်မှာပေါ့ဒီပရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခွင့်ရဖို့လူငယ်မျိုးဆက်သစ်အများပြားလာရောက်ရှောက်ထားနေပြီးလက်ရှိမှာသရုပ်ဆောင်60ကျော်စာရင်းပေးသွင်းထားတယ်လို့ရိုက်ကွင်းမန်နေဂျာဦးစိုးမိုးနိုင်ကပြောပါရယ်ရုပ်ရှင်ဇာတ်ကားစတင်ရိုက်ကူးမဲ့ကာလကိုအတိအကျမသတ်မှတ်ရသေးပေမဲ့ဝါရင်းကာလမှာဂျလန်ကျွန်းမှာရှိတဲ့စလုံတိုင်းရင်းသားတွေရဲ့နေထိုင်မှုပုံစံကိုစတင်ရိုက်ကူးထားမှာဖြစ်တယ်လို့သိရပါရယ်ဇာတ်ကားကိုရိုက်ကူးပြီးစီးပါကမြန်မာနိုင်ငံသားမကနိုင်ငံတကာအထိထိုးဖောက်နိုင်မှုအတွက်မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့စာရင်းထိုးပြသသွားမယ်လို့လည်းသိရပါရယ်